ရုရှားယူကရိန်းစစ်ပွဲဟာအခုဆိုရင်ရုရှားနိုင်ငံရဲ့နှလုံးသားမြို့တော်ကြီးစီကိုတိုက်ရိုက်တည်ဆောင်လာခြင်းကိုခံလိုက်ရပါပြီခင်ဗျ။ကမ္ဘာကြီးကငင်းချမ်းရေးဆွေးနွေးပွဲတွေအကြောင်းတွေစကားဖွဲ့နေချိန်မှာမနေ့ညကမော်စကိုမြို့တော်ရဲ့ကောင်းကင်ယံမှာတော့မကြုံစဘူးထိတ်လန့်စရာကောင်းတဲ့အဖြစ်အပျက်တွေတခုဖြစ်ပွားခဲ့ပါတယ်။ယူကရိန်းဘက်ကနေစစ်ပွဲတမိုင်းတစ်လျှောက်အကြီးမားဆုံးဖြစ်တဲ့ drone မုန်တိုင်းစစ်စင်ရေးကြီးကိုမော်စကိုမြို့ပေါ်မှာတက်ဆင်နွှဲလိုက်တာဖြစ်ပါတယ်။မြို့တော်နီပြည်သူတွေဘယ်လောက်ထိထိတ်လန့်သွားခဲ့ကြသလဲဒါဟာကမ္ဘာစစ်ရေးကိုဘယ်လိုပြောင်းလဲသွားစေမလဲဆိုတော့ဒီသတင်းအကြောင်းအရာနဲ့ပတ်သက်ပြီးတော့အသေးစိတ်ကိုဒီနေ့ဗီဒီယိုမှာကျွန်တော်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကမ္ဘာသတင်းဌာနကြီးတွေရဲ့ဒီမနေ့ပိုင်းထုတ်ပြန်ချက်တွေအရယူကရိန်းဟာ drone အစင်းရီဒါဇင်နဲ့ခြေပြီးတော့မော်စကိုမြို့တော်ရဲ့မဟာဗျူဟာမြောက်နေရာတွေကိုဦးတည်လွတ်တင်ခဲ့တာဖြစ်ပါတယ်မော်စကိုမြို့တော်ရဲ့ပြောကြားချက်အရရုရှားလေကြောင်းရန်ကာကွယ်ရေးစနစ်က drone အများစုကိုကြားဖြတ်ပစ်ချနိုင်ခဲ့တယ်လို့လည်းပြောဆိုထားပါတယ်။ဒါပေမဲ့အဲ့ဒီပစ်ချလိုက်တဲ့ drone အစင်းရည်တွေအပြက်စီးတွေဟာလူနေအဆောက်အုံတွေပေါ်မှာကြာရောက်ပြီးတော့ပောက်ကွဲခဲ့တာကြောင့်အပြစ်မဲ့အရက်သား3ဦးတီဆုံးပြီးတော့12ဦးထက်မနည်းပြင်းထန်ဒဏ်ရာရရှိခဲ့ကြတယ်လို့လည်းသိရပါတယ်။ထိခိုက်မှုတွေဟာလူနေအဆောက်အုံတွေတင်မကပဲနဲ့ပူပြီးစိုးရိမ်စရာကောင်းတာတစ်ခုကတော့ drone အချို့တွေဟာမော်စကိုမြို့တော်ရဲ့အဓိကအသက်သွေးကြောဖြစ်တဲ့ရေနံချက်စက်ရုံကြီးအနီးမှာကြာရောက်ပောက်ကွဲခဲ့ရလို့ညတွင်ချင်းပဲကြီးမားတဲ့မီးလောင်မှုတွေဖြစ်ပွားခဲ့ပြီးမိသက်သမားရာပေါင်းများစွာကအရေးပေါ်ငြိမ်းသက်ခဲ့ရတယ်လို့လည်းသိရပါတယ်ဒါဟာမော်စကိုမြို့ရဲ့လုံခြုံရေးစိုးရိမ်မှုကိုအမြင့်ဆုံးအဆင့်ထိတုံးပူလိုက်တာဖြစ်ပြီးတော့စီရီလီလာတူတွေကဒီတိုက်ခိုက်မှုဟာယူကရိန်းဘက်ကနေရုရှားကိုပြက်သားသတင်းစကားပါလိုက်တယ်လို့သုံးသပ်နေကြပါတယ်။မင်းတို့ငါတို့နိုင်ငံကိုဘုံကျဲရင်မင်းတို့ရဲ့မြို့တော်လည်းမလုံခြုံစေရဘူးဆိုတဲ့ပြင်းထန်တဲ့ကစားကွက်တစ်ခုဖြစ်တယ်လို့သိရပါတယ်။ယူကရိန်းဟာအနောက်အုပ်စုစီကနေပညာတွေနဲ့ကိုပိုင် drone တပ်ဖွဲ့တွေကိုအဆင့်မြင့်တင်ပြီးတော့ရုရှားရဲ့အတွင်းပိုက်အထိစစ်မြေကိုဆွဲခေါ်လိုက်နိုင်တဲ့အကြောင်းတက်တည်ပြလိုက်တာဖြစ်ပါတယ်။တစ်ဖက်မှာလည်းအဲ့ဒီလိုမော်စကိုမြို့တော်တိုက်ခိုက်ခံရမှုကြောင့်ရုရှားသမ္မတပူတင်အနေနဲ့ကမ္ဘာမျက်နှာစာမှာအရှက်ရစရာဖြစ်ခဲ့ပြီးတော့ယူကရိန်းအပေါ်ဘယ်လိုမျိုးအဆမတန်ပြင်းထန်တဲ့လက်စားချေမှုတိုက်ခိုက်မှုတွေနဲ့တုံ့ပြန်လာမလဲဆိုတာကိုတော့တကမ္ဘာလုံးကရင်တမတ်မှတ်နဲ့စောင့်ကြည့်နေရတဲ့အခြေအနေဖြစ်နေပါတယ်။စစ်ပွဲကဘလောက်ပဲပြင်းထန်နေပါစေနောက်ဆုံးမှာခါးစည်းခံနေရတာကတော့အပြစ်မဲ့ဘီသူတွေနဲ့ကလေးတွေရဲ့အသက်အိုးအိမ်စည်းစိမ်တွေပဲဖြစ်ပါတယ်။အခုလဲမော်စကိုမြို့တော်ကပြည်သူတွေဟာညဘက်ဆိုရင်အိမ်မပျော်နိုင်တဲ့စစ်လက်နဲ့ဒဏ်တွေကိုစတင်ခံစားနေရပြီလို့သိရပါတယ်။နှစ်ပေါင်းများစွာကြာမြင့်နေပြီဖြစ်တဲ့ဒီခါးသီးလုံးတဲ့ရုရှားယူကရိန်းစစ်ပွဲကြီးကဘယ်တော့အဆုံးသတ်နိုင်မလဲ။ရုရှားရဲ့ဒီ drone စစ်စင်ရေးကောဒီစစ်ပွဲကိုအဆုံးသတ်ပြီးမလားဒါမှမဟုတ်နောက်ထပ်ဒီစစ်မီးကြီးကိုပူပြီးတောက်လောင်လာမလားဆိုတာကိုတော့ဒီဗီဒီယိုကိုကြည့်ရှုနေတဲ့သူတွေထဲမှာရောဒီကမ္ဘာနိုင်ငံရေးစစ်ရေးအခြေအနေတွေကိုဘယ်လိုမြင်ကြသလဲအောက်က comment လေးမှာဝေမျှပေးခဲ့ကြပါအောင်နော်နောက်ထပ်လည်းဒီလိုလက်ဆက်တဲ့နိုင်ငံတကာသတင်းတွေကိုသိရဖို့ထောက်ပိုက်ခန့်ကိုလည်း follow လုပ်ထားပြီးဖို့မမိပါနဲ့ခင်ဗျာကျွန်တော်ကတော့ခန့်ပါအားလုံးပဲဘေးကဲလုံခြုံကြပါစေ